ပါပါရှင်အခုကကြတော့ပေါ့နော်ကျဲသီးလောက်တဲ့ခါကျလို့ကျဲသီးခွင်းနေပါပြီပေါ့နော်ပန်းကျဲသီးတို့ရိုးရိုးကျဲသီးခွင်းတို့ပေါ့နော်လောက်တဲ့ခါကျလို့ရှိရင်ပေါ့နော်အလွယ်တကူလေးနဲ့ပေါ့နော်ကျဲသီးကျိုးလေးညီအောင်လို့ sharing လေးတစ်ခုလုပ်ပေးမှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါဦးနော်အကြောင်းတော့ပေါ့နော်ဘယ်လိုလုပ်ပြမလဲဆိုတော့ဒီမှာပိုက်ပင်ကျိုးလေးတွေကိုဒီပိုက်ပင်ကျိုးသေးသေးလေးကိုပေါ့နော်ယူပြီးတော့ပေါ့နော်ဒီဟာလေးနဲ့ချုပ်မယ်ပေါ့နော်အရင်ချုပ်ပြီးသွားပြီပေါ့နော်ချုပ်ပြီးတော့လို့ရှိရင်ပိုက်ပင်ကျိုးလေးကိုဆွတ်ထုတ်လိုက်ပဲမလို့တော့ဘူးပေါ့နော်ဒီမှာဆွတ်ထုတ်လိုက်ပြီးတော့လို့ရှိရင်ကိုကဟိုပေါ့ကျိုးလေးကိုလှသွားအောင်လို့ဒါလေးကိုနည်းနည်းလေးညှပ်လိုက်မယ်ပြန်တန်းလေးကိုထပ်လိုက်မယ်ပေါ့နော်ထပ်ပြီးတော့လို့ရှိရင်အကုတ်ကလေးနဲ့ဒီလိုလေးပုံမှန်လုပ်နေကြတိုင်းပဲလုပ်လိုက်မယ်ပေါ့နော်တော့လို့ရှိရင်ဒီလိုလေးပါဒါဘာတူတူလေးနဲ့အရန်လာနေတာပဲရှင်လဲလို့ကြည့်နော်ကျေးဇူးတင်ပါတယ်ရှင်